Okay ni yora we chadu ragai awara chadu ragai ni yitinya o oli awe bhayi bu o le lanya li awene atagi ne hete baya la tagi takur kha no nage temi la cheni ja iba ya do video khai ni di thora ora tama na ma ka chi ba o ite ko da ro kha ni ne ye blua le chi o le awe ba ra ta ka ra ke pha do kha ke ni awe hete pe tagi taklo le ama ne to bi o di chene mo no da o ta lo o le ba da he o pe ni ni la nui li la ta ba ye yi to ba ma yi to ya ke tha tu phe ha khoi lo no di nya be pyan yaw la de no ai roကျွန်တော်လဲဘူးမတိပါမတိနဲ့ကိုကကျွန်တော်စီရောက်လာတော့ဟိုတဲ့ခက်ခဲတဲ့ပြောပြတော့ချင်းနေတယ်ကိုလည်းတီးရတာပါနော်ကိုကပြုတ်ကလေးတစ်စကားကြားဖို့ခဲ့တယ်နော်ကျွန်တော်ယူတော့လည်းကျွန်တော်ပြောပြဖို့ခဲ့တယ်ပြီးတော့အခုယေရှုယုံကြည်တယ်နော်ကဲဟိုကအခုဗါလဲပြည့်ကောက်ပြီလားဆွဲကြိုးတယ်ကောင်းပြည့်ကောက်ပြီโอเคအဲ့တော့ကိုမရှိဟုတ်ပြီအဲ့တော့အခုရေနစ်ချက်ခါခြင်းနဲ့ဟုတ်ကဲ့ရေနစ်ချက်ခါခြင်းနဲ့တဲ့သူနော်โอเคယေရှုကိုယုံကြည်ပြီအဲ့တော့မဖြစ်အဲ့မှာဘယ်လိုဖြစ်တာလဲပြဿနာဟွာတူတာမောင်တော့အခုကျွန်တော်တို့အကုန်လုံးတော့ဟိုပြောလို့မရဘူးဗောနော်ဒါကတော့ဟိုကိုသူမိသားစုရဲ့ပြဿနာသူရဲ့ခက်ခဲပြဿနာဒါပေမဲ့ကျွန်တော်ပြောလို့ရတဲ့ຢာကတကယ်တော့ယေရှုကကိုနားမှာအမြဲရှိတယ်ဟုတ်ကဲ့နော်ယေရှုအသက်ရှင်တဲ့ဘုရားဖြစ်တယ်ခေါ်ရင်ထူးတဲ့ဘုရားဖြစ်တယ်အခုခက်ခဲဖြစ်တဲ့ခါမှာယေရှုကိုခေါ်တယ်မလားခေါ်ယေရှုကိုခေါ်ဟိုချင်းနေဘယ်လိုပဲရောက်ကိုဒုက္ခဆင်းရဲဘလောက်ပဲရောက်ယေရှုခေါ်ကြည့်နော်ကိုကသူဟိုနေဖို့ထိုင်ဖို့ကကြတော့ဟိုစိတ်မပူနဲ့ဒါတော့ကျွန်တော်တို့လူသားတယောက်အနေနဲ့ဟိုကိုချင်းစားတယ်ဒီမှာကျွန်တော်တို့အခက်ခဲကျွန်တော်တို့လည်းအခက်ခဲရှိတယ်လူမှာတယောက်နဲ့တယောက်အခက်ခဲကြတော့မတူဘူးအနေနဲ့အများโอเคဒီခုံးကိုကျွန်တော်ပြောပြတယ်ကျွန်တော်ငါ့ဝရေငေါ့ဟုတ်ကဲ့ဘာသူပြောပြလဲကျွန်တော်ငါ့ဝဘယ်လိုလေမရှိဘယ်မရှိဘူးကျွန်တော်တယောက်စိတ်မပူနဲ့အဲ့ကြီးလည်းကောင်းဆုံးပြင်ဆင်ပေးမယ်နော်ဟိုပဲကိုကြီးလက်ကတော့လောက်လို့မရဘူးနော်လက်ကတော့ဟိုဒီဟိုတည်းမတမစွာဖြစ်နေတယ်ဒါတော့သူလက်ကကြတော့ဟိုဒီဖြစ်နေတယ်မနော်သူလည်းအခုသူပြောတာသွားစံနေရမရှိဘူးတဲ့အဲ့ဒါတော့ကျွန်တော်စီမလာတယ်အဲ့တဲ့တရားအနေနဲ့ကတော့နော်ဘာမှမဟုတ်ဘူးနဲ့စိတ်အေးထားဘာမှခါစားချက်မထားနဲ့အဲ့မှာဘလောက်ပြဿနာဘလို့ပဲရှိဒါတော့ကျွန်တော်တို့ကဟိုကူညီတန်းတဲ့လောက်ကူညီပေးမယ်ဟုတ်ကဲ့ကိုရေချိုးပြီးပြီလားရေချိုးရသေးဘူးနော်မရှိဘူးချိုးရသေးဘူးကျွန်တော်မပြတဲ့ကျွန်တော်တလားကြော်တလားကြော်အခုဒီကိုကမနော်သူက
မိုးလူမျိုးဖြစ်တယ်သူပြဿနာကြီးကျယ်တွေ့တဲ့အိမ်မှာဟိုမောက်ထုံးခါရတယ်တဲ့ဒါတော့ဘယ်လိုမောက်ထုံးခါရလဲဆိုအကြောင်းရကြတော့ကျွန်တော်လည်းသိချာမသိဘူးကျွန်တော်လည်းဟိုသူ့ရဲ့မိသားစုကိစ္စကျွန်တော်လည်းစမ်းမစုဘူးဒါပေမဲ့ကျွန်တော်စီကိုလာတော့ဘာဖြစ်တာလဲဘာညာဘာဖြစ်တာလဲပြဿနာဘယ်လိုဖြစ်လဲဘာဖြစ်လို့ကျွန်တော်စီမှာလာတာလဲဘာဖြစ်လို့ဒီလိုမျိုးပါကျွန်တော်လည်းမေးရတာပေါ့နော်မေးရင်းနဲ့သူနဲ့စကားပြောရတော့အော်အေးကိုလည်းအဲ့လိုမျိုးပေါ့ဘုံနဲ့ကိုကြားတဲ့မျက်ရည်တွေယေရှုအကောလုံးမျက်ရည်တုပ်ပေးမယ်နော်ခွာပေးမယ်ကျွန်တော်ခွာပေးတာနော်ကျွန်တော်ခွာပေးတာဟုတ်တယ်လေလူကတယောက်နဲ့တယောက်ခွာပေးရမှာနော်ခွာပေးရမှာစိုက်မပူနဲ့ ဟိုစာကျွန်တော်လူတဲ့တဲ့ဘယ် မလာလူ လူတဲ့ သေး ဖော်အဖွားတယောက်တည်တယ်ဟိုမှာ ဟုတ်ကဲ့ အမှသွားနေတယ် ဟုတ်ကဲ့ သွားအိတ်တယ် တော့ဒီပါလေဆောင်းမရှိပါ စောင်းမရှိပါမရှိချမ်းတယ်โอเค ကိုတရားစကားပြော ဒီအကိုကဘောနော်သူကအရင်တနာဖို့တော့ကောင်းတယ်သူကမယုံကြည်သူကနေသူကလာတာသူအခုယေရှုယုံကြည်မယ်တဲ့ဟိုအီယုဂလိတည်းစကားလဲကြားရောအပြဿနာမကြီးကျယ်ဖြစ်တယ်ဒါပေမဲ့နေချင်းမခခေတော့ကတော့ကျွန်တော်တို့စမ်းစာတွေပါတော့လေ့လာရမယ်စမ်းစာတွေတော့ဟိုတည်ရမယ်နော်စမ်းစာတွေတည်ပေးမယ်စမ်းစာလည်းလေ့လာရမယ်ဒီတော့နောက်မှတလဘိုက်ကြမှာကျွန်တော်တို့ဟိုဆရာတွေပြန်လာကြမှာနေချင်းခါကြမယ်โอเคနော်တေးချာစေးစားတေးချာဆုံးဖြတ်โอเค ဒီလိုဆုံးဖြစ်ပြီ ဆုံးဖြတ်ပြီးဆုံးဖြတ်โอเคဒါနဲ့ချက်အာမင်ရတဲ့ကေမဆာမလိုက်မယ်ဒီကိုကဘောနော်ဟိုရေတော့ဆိုရင်သူကပလိုက်တော့မှာဟိုအရန်ပြီးတော့ခက်ခဲတယ်သူကလည်းလက်မကောင်းဘူးလေလက်မကောင်းတဲ့ခါကျတော့သူလက်ကဟိုလောက်လို့မရဘူးလောက်လို့လည်းမရဘူးဟိုသူချင်တော့လည်းတစ်ဖက်တည်သွားတယ်ဒီမှာတစ်ဖက်တည်သွားတယ်သူကဟိုမှာကျတော့လောက်လို့ရတယ်အဲ့တော့ကျွန်တော်သူ့ကိုတွေးတာပလိုက်တော့မှာသူမိမနဲ့ပေါ့နော်သူမိမနဲ့ဟိုဟင်းတီဟင်းရွက်တွေထမ်းပြီးတော့ရောင်းစားပြီးတော့မိသားစုကိုအခုအမေရှိသေးလားအမေမရှိတော့အမေတည်သွားပြီလား မေတေပေတေ အပင်လည်းတည်မဟုတ်ခုနနေတဲ့ဟိုအိမ်မှာအမေမအမေလားကိုကအမေလား မိမမေ ရှိသေးလား တေ တည်ပြီလားကြာပြီလား တောင်းလာ ဟုတ်လားဒီကိုကမြန်မာစကားမပြောတိုက်မပြောတတ်ဘူးသူကမိုးလိုမျိုးဖြစ်တဲ့အတွက်ကြောင့်လို့မြန်မာစကားတိုက်ပြီးတော့မပြောတတ်ဘူးဟုတ်တယ်ကဲလားတယောက် တော့တကယ်လားဟမ်မီဖက်ပေါ်ဟိနေတနွေးလေး မတယ် နေရပါအဝဲတင်ရလာတာရတာချီလာတာလေပုကွေးနေတာဒီတနေ့မက်ခလနေဟဲ့ဘာရွာမက်ခလနေဟဲ့ဒီကဘာတီကလောအဝဲဟဲ့ပေါ့တော့ပါဒီကိစ္စချူလာအဲ့တနေ့မလည်းဘာရွာ အေးအမငယ်နဲ့ဖျားသခင်ရှိတယ်နော်ယေရှုရှိတယ်အမငယ်နဲ့ ကိုနာမယေရှုရှိတယ်နော် ယေရှုရှိတယ် ဟာလေလုယာပဲယေရှုတော်ပဲဘာမှမပူနဲ့အဲ့ကြီးလည်းရှိတယ်ဘောက်ဘီလည်းရှိတယ်ဆက်ပြလည်းရှိတယ်မပူနဲ့ ယေရှုမလား အခုအရေးစားအောင်မမားတွေပါလေအိုးဖိုးဟာကောင်းနေပြီစကားပြောရင်းနဲ့ဒီမှာမမားတွေ ရတယ်ဆိုတာစားမလားမစားဘူးလား စာ စားမယ်โอเคမဟုတ်ရတယ်ဆိုတာဒဲဘယ်လိုမျိုးရှိတယ်လေโอเคစိုက်မပူနဲ့အေးစေးထားစိုက်အေးစေးထားနော်ကိုဟိုစိုက်အေးစေးထား ဘုရားတေးတောင်းမလားတောက်ကလာဦးမယ်တေးကော်ဖီလား ဒီပါဘာ စာပြီးကော်ဖီတောက်တယ်ကော်ဖီတောက်ရတယ် တော့စက်
ဆိုင်ဘူးနဲ့အေးစစ်ထားဘုရားကိုယုံကြည်စိတ်ချစွာနဲ့ဘုရားသခင်ကဘယ်သူမှဘယ်စေရသားမှဟိုအငတ်မထားဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကိုရွေးကောက်လာတာကျွန်တော်တို့လည်းဘဝမှာတိုက်ပြေးဆောင်တာမဟုတ်ဘူးဒါပေမဲ့ဘုရားယေရှုကိုယုံကြည်တဲ့အခါမှာလေဘုရားညင်သက်ခြင်းပေးတယ်နော်ဟိုစိတ်ဟိုညင်သက်ခြင်းပေးတယ်ပြီးတော့ခွေလို့ခြင်းပေးတယ်ချစ်ချင်းမေတ္တာလည်းပေးတယ်အဲ့ဒါကိုဝိညာဉ်ထဲမှာခံစားရတယ်အဲ့ကြောင့်စိုက်မပူနဲ့နော်အခုအရေးစားတာစားခဲ့ဟုတ်ပြီဒီဗီဒီယိုလေးကကြတော့မဖြစ်လို့ကျွန်တော်ရိုက်တာလဲဆိုတော့ဒါအမတ်တရားလေးအနေနဲ့ဒီအတွေ့အကြုံလေးအနေနဲ့ညီကိုတွေတွေ့စေချင်တယ်နော်ဒါကတော့အမတ်တရားတစ်ခုအနေနဲ့ပဲဒါတော့ရှားမှတစ်ခါကျွန်တော်ဘဝမှာအဲ့လိုမျိုး ကျွန်တော်ပြောကောကျွန်တော်ပဲမတော်ထိမေမချစ် ဘယ်မှသွားလို့မရှိဘူးလူကိုခေလို့လည်းမရှိဘူးရတယ်ဘာကိစ္စမရှိဘူးတော်ဒီကွာကြတော့တကယ်လည်းဟုတ်တယ်သူပြောတာတကယ်လည်းကျွန်တော်မြင်ရောက်တယ်အရေးတော့ဆိုသူပလိုင်းတော့မှာဟေးဒီဟီးပဲနဲ့ထားပြီးတော့သူမိသားစုကိုအဲ့လိုမျိုးကျွေးခဲ့တာအဲ့လိုမျိုးလဲလည်းမရှိဘူးသူစေးရအဲ့ဒီချိန်တော့သူယေရှုကိုမသိသေးဘူးအဲ့ဒါသူအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ခုသူ့ဘဝမှာသူယေရှုကိုရောက်ကြည့်မယ်တဲ့သူနှစ်ချင်းခံမယ်တဲ့ပြဿနာကြီးဖြစ်နေတယ်ဟိုအိမ်မှာသူပြဿနာဘလို့ဖြစ်ခဲ့လဲတော့ကျွန်တော်ကမသိဘူးကျွန်တော်လည်းအဲ့ဒီကိစ္စကိုသေချာလိုက်မမေးဘူးကျွန်တော်မပြောတတ်ဘူးဒါပေမဲ့ကျွန်တော်သိတာကအခုကကျွန်တော်စီမှာရောက်လာတော့ကုညီလို့တယ်တက်နိုင်တယ်လားတော့ကုညီပေးမယ်အားပေးတယ်နော်ဆွတောင်းပေးမယ်နော်အိုးဖဖျားတခေကိုတော့ဂျေဇုတင်တယ်အေးကိုကျင်းတဲ့ပြဿနာလုံးဆောက်တယ်ကိုတော့လက်ထက်မှာအနာပါတယ်ဟာလေလုယာဆေးရဒုက္ခတဲ့ဒုက္ခရောက်နေတဲ့သူတိုင်းမှာဖျားတခေကိုတော့ကုညီမဆပေးတယ်ကိုတော့လူတိုင်းကိုချစ်တယ်ဟိုမတမစွာအားလုံးကိုချစ်တယ်ဟာလေလုယာကိုတော့စီမှာအနာပါတယ်ဒီကိုဘတ်တက်တာမှာကိုတော့ဒီထောက်ပါစေဟာလေလုယာသူကိုတော့ရဟိုတက်တဲ့မင်္ဂလာဖြစ်လူတိုင်းယေရှုယုံကြည်လာမဲ့တိသူ့ကိုဟော30ပါဟာလေယေရှုနာမနဲ့ဆုတောင်းကောင်းချီးပေးပါလေဟာလေလုယာဟာလေလုယာယေရှုနာမနဲ့ဆုတောင်းပါလေအာမင်ကဲစားနောက်မချင်ဒီမှာထက်နော်โอเคဝေါ 没有。